သာသနာနဲ့ပတ်သက်တဲ့လို့ဆိုရင်အမြဲတမ်းထောက်ပြပေးတာပါနော်သာသနာမှာအဓမ္မဝါဒတွေထိုးကားတဲ့ဘာညာနဲ့အမြဲတမ်းထောက်ပြပေးနေတဲ့ဒီဆရာလေးတစ်ပါးရှိတယ်မတုတ္တဝတ္တိလားမသိနော်သူဓမ္မဝတ္တိလားမသိတခြားကောက်တစ်ခုရှိတယ်ဒီမှာဆရာဆွေနေတယ်အဲ့တော့ပြောချင်တာကနော်ဟိုအရင်တော့ကဆရာတော်ခင်မေတ္တာပါနော်သူကတေကနာမှာဆင်မဟာကတ္တပတို့ပါတော့နော်အမျိုးသမီးကိုမုန်းတီးတယ်ဆိုတဲ့ဘာညာဆိုပြီးတော့စာချလို့မနော်ပြဿနာဖြစ်တာပေါ့နော်အဲ့မှာသူကတာကနာကမှာပို့ခါပြီးတော့လက်မထိုးပြီးပြီခုခင်မေတ္တာဒါပေမဲ့အဲ့ဒါဘာမှမဟုတ်ဘူးနဲ့နော်ပြပြီးတော့အဲ့လိုကိစ္စပြီးသွားတဲ့ဟာကိုပြပြီးတော့ share တာသူတို့ကပြပြီးတော့တေးတာပေါ့နော်အစ်စ်လိုပါလို့အဲ့ဒီဆရာလေးကပေါ့နော်အဲ့ဒါကိုသူ့ကိုဒီကိစ္စပြီးသွားပြီဘာလို့အခုမှပြဖွာတာလဲလို့မင်းတာကိုနှစ်ပထွေလာတဲ့အဲ့ဒီဖိုတော့ကပြောချင်တာကစကားပြောတာတွေအဆင်မပြေဘူးရိုင်းတယ်တချို့လူတွေကအဲ့လိုပဲသူတို့ပြောချင်တာပြောမယ်သူတို့မှာကငကိုတဲ့ကဘာဓာတ်ခံမှမရှိဘူးနော်ရည်ကြီးတဲ့ဓာတ်ခံလည်းမရှိဘူးနော်အဲ့ဒါကြောင့်အဲ့လိုဟာတွေတချို့ဆိုခွေးယူမဆိုင်ဘူးခွေးယူဆက်မနေနဲ့နော်ကိုလို့ဆရာရှိတာလို့အားစားတယ်မအားစားဘူးဆိုတာကိုယ့်ကိုချစ်ပြီးတော့နေပေါ့နော်အခုလေဒီကိစ္စပြီးတော့ဘာလို့ပြဖွာတာလဲဥခင်မေတ္တာမှုကပြီးသွားပြီနော်လက်မတွေပါလေထိုးလို့ဒါကနာကမှာဘာလို့ပြီးသွားပြီအခုမှပြဖွာတယ်နော်အဲ့ဒါလေးကိုရိုးရိုးလေးပြောတာကိုနေပထွေးလာပါညာဆိုတော့တော်တော်ရိုင်းတယ်အဲ့ဒီဆရာလေးကဒါတော့သူအစ်သူပဲဖြစ်မှာပါအကောက်တူတော့မဟုတ်တော့ပါဘူးနော်အဲ့မှာသူဓမ္မဝတ္တိဒါမှမဟုတ်လေအခုတော့ဆရာရွှေနေတယ်ကြာနာမည်ကနော်ရိုင်းတယ်နောက်တစ်ခုကဒီမှာတည်ထားတာသာသနာခန္ဓာတဲ့မေတ္တာသုတ်ပြန်ရုပ်ရည်ထထုံးနေကြလို့ဒါတော့ဟာတာတစ်တော့ကတက်လာတဲ့ဟာတာဖြစ်မှာပါထိုးမယ်ဆိုလဲထိုးစရာပဲသူကဒီဖိုးကြီးတွေမေတ္တာသုတ်ရောက်တဲ့အခါမှာလေကုလေသွားနနုကေတောအဲ့မှာပြဿနာခဏတဲ့နော်အပကဘောကုလေသွားနနုကေတောအဲ့မှာဂါထာပြီးတာတချို့ဆိုအပကဘောမှာရလဲတယ်ကုလေသွားနနုကေတောကိုအောက်ကတဖိုင်နဲ့နသကုတ္တမစရိကေစီနဲ့တွဲတယ်အဲ့တော့မဟာနာမှာထုတ်ထားတာမှာလဲကုလေသွားနနုကေတောကိုပြီးရောမယ်ပထမဂါထာနောက်ပြီးတော့ကုလေသွားနနုကေတောကလည်းရှေ့ကဂါထာနဲ့ဆက်စတဲ့အောက်ဟာနဲ့မဆိုင်ဘူးအောက်ကဂါထာနသကုတ္တနဲ့တွဲစရာမလိုအခုကဘုန်းကြီးတွေကရုပ်တဲ့ခါမှာနသကုတ္တနဲ့တွဲတာပေါ့နော်ကုလေသွားနနုကေတောအပကဘောကုလေသွားနနုကေတောအဲ့လိုထိဖြတ်ရမှာပေါ့နော်တချို့အပကဘောမှာရလာတယ်ပြီးတဲ့အခါမှာကုလေသွားနနုကေတောနသကုတ္တမစရိကေစီဆိုပြီးတော့အဲ့လိုသွားရုပ်တာပေါ့နော်နှစ်ဖက်ကိုဟင်းတယ်နော်တွေ့မယ်အဲ့ဒါလေနော်အဲ့ဒါကြောင့်ဒီကိုလေးတွေထပ်ထိုးလဲထိုးချစရာပဲလို့မန္တလေးမဟာမြတ်မုနိဘုရားကြီးရဲ့တပိတ်မြတ်တပိတ်အခုခါရတဲ့ဒါတော့ဟန်တာပေါ့နော်ဟာတာဆိုတာကပိုးလေးတည်ထားတာပေါ့နော်ပြောချင်တာကဟိုသူများကိုဘွဲကော့လုပ်တယ်ဆိုရယ်ဘွဲကော့လုပ်တယ်ဒါမဲ့ဟိုမတွေ့ရမနေနိုင်ဘူးပေါ့နော်မကလိရမနေနိုင်ဘူးပြောချင်တာကဟိုပါတာရောစေဆိုတာကနော်ကာမရာဂတာရောစေရှိတယ်နော်ပဋိကတာရောစေရောရှိတယ်ပဋိကတာရောစေဆိုတာလူတယောက်ကိုချစ်တော့မချစ်ဘူးမုန်းလို့လည်းရှိတယ်နော်လူတယောက်ရဲ့ကြောက်ကိုရနေမထွက်နိုင်ဘူးဆိုတာအဲ့လိုပဲချစ်လို့မဟုတ်တာမုန်းလို့လည်းပါတယ်မချစ်မမုန်းအကောင်းဆိုလေသူကမချစ်ဘူးဆိုလေဒီအမုန်းကြောင့်အဲ့လူပြိုင်တော့တွေ့တယ်ပေါ့နော်တွေ့တာပေါ့နော်အမုန်းကြောင့်ပြိုင်တော့တွေ့တာတယ်အဲ့ဒါကြောင့်သူတို့ကဒီဒါတော့ဘယ်လိုလဲတော့မသိဘူးနော်ဒီတခါကြီးကတော့သူတို့ဘယ်လိုပဲဘွဲကောလို့အဲ့လူသူတို့ပြိုင်တော့ကြည့်တယ်လက်ပြီးတော့ကြည့်တယ်သူတို့အဲ့ဒါကြောင့်သူတို့ဘွဲကောလောက်တာမအောင်မြင်တာပေါ့နော်အနုပညာကိုဘွဲကောလောက်တယ်ဒါပေမဲ့အနုပညာကိုတတိကိုသူတို့လက်ကြည့်မင်းကချောင်းကြည့်နေနော်ဒါကပြောချင်တာကတော့အဲ့ဒါမဟုတ်ပြောချင်တာကတော့မချစ်မမုန်းအကောင်းဆုံးလူတယောက်ကိုမချစ်တော့ဘူးဆိုရင်မမုန်းလည်းမမုန်းနဲ့မုန်းပြီးဆိုတော့တန်ရောက်စီဖြစ်သွားပြီအထက်ချမတစ်ခုဖြစ်သွားပြီနော်တွေ့တာလေသူ့အမြဲတမ်းလက်ကြည့်ချင်တာပေါ့နော်ဒါရပါလေဥပန္ဒဝါဒ1000တဲ့စုစုပေါင်း6000ဒါလေးကြည့်တော့ moss နော်ဟာတာတယောက်ဆောင်မောပြောတာတတိရတယ်နော်ကျွန်တော်တဲ့တန်ကားတွေကိုစိုးကတာတဲ့ဟာဟုတ်လားတဲ့စုစုပေါင်းတပါစုစုပေါင်းဆိုတာကတယောက်တည်းနဲ့ဘယ်လိုပေါင်းမလဲဟုတ်ကစုစုပေါင်းဆိုရင်အများကြီးရမှာပေါ့နော်စုစုပေါင်းဆိုတော့တပါတဲ့အခုလဲဥပန္နဝတ္တတပါနော်1000ပဲဒါနဲ့6000ဖြစ်သွားပြီနော်မောက်ပြောတယ်လို့ပဲစုစုပေါင်းတပါဘောဒီဘက်ကြီးက139ပါတဲ့ PA3 စာတွေဘယ်လိုကြက်ခဲ့ရလဲတဲ့ဖြူချောတဲ့ဖြူလဲဖြူတယ်ချောလဲချောတယ်မှာပေါ့တချို့ကတော့နာမည်ကဖြူချောပါနော်ဖြူတော့ဖြူတယ်နော်မဲနဲ့မလာမပါလည်းဖြစ်တာလေနောက်တာပါနော်ဒါတော့ဟိုပြောချင်တာကဘောဒီဘက်ကြီးက139ပါ PA3 ဘယ်လိုစာကြက်ရလဲကြက်ခဲ့တယ်လေတဲ့အဲ့လူတွေနဲ့ဖိုးကြီးနဲ့ဟိုဒါသူစာကြက်ခဲ့တဲ့နည်းသူပြောပြတာနော်အဲ့တပည့်တော်ဖိုးကြီးတွေနော်လူတွေကိုတချို့တော့အထင်မသိနဲ့နော်လူတွေမှာကလော်ကီပညာတွေနော်စာတင်နည်းတွေစုံပြီးတော့နော်ဖိုးကြီးစာဖက်ကိုလှည့်လာတာသူတို့မှာ technique တွေနည်းပညာတွေအဘလို့စုံတယ်တိတပြောတဆိုတာနေပြီနော်တွားပြီးတော့အထင်မသိနဲ့သူတို့မှာဘယ်လိုလုပ်ရမလဲစာဘယ်လိုအရေးပေါ်ဘယ်လိုကြက်မလဲအဘလို့နည်းတွေကြည့်ထားပြီးသား